ဒါပေမဲ့ဒီနေရာကနှစ်ပေါင်းများစွာဝူမီသားစုရဲ့လက်ဝါးကြီးအုပ်ကျူးကျော်ထားရာဖြစ်နေပါတယ်။ရွာကြီးကဲကလည်းပြဿနာဖြစ်မှာစိုးလို့တိုးဆုပ်နေပေမဲ့ဇက်လိုက်ရဲ့ခိုင်မာတဲ့ယက်တီချက်နဲ့တရားဝင်စာချုပ်ချုပ်ဆိုလိုတဲ့ဆန္ဒကသူ့ကိုစဉ်းစားသွားစေပါတယ်။သူဟာတယောက်တည်းနဲ့ဒီတောင်ကျောကိုထိန်းကျောင်းနိုင်ပါမလား။ရွာကြီးကဲရဲ့စိုးရိမ်မှုတွေကိုအစည်းကမ်းနဲ့သူပြန်လည်ဖြေရှင်းလိုက်ပါတယ်။မိုးရွာရင်အလုံနားမယ်အနေရရှိရင်ကျိုးနှချောင်းသုံးမယ်ပြီးတော့တောင်တက်သမားတွေအတွက်အသက်ကယ်မဲ့စီးမြင့်တွေကိုသူတိတိကျကျချမှတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့အကြီးအကဲလည်းသဘောတူလိုက်ရပါပြီ။ဒါပေမဲ့မတော်တဆမှုဖြစ်ရင်မင်းပဲတာဝန်ယူရမယ်လားဆိုတဲ့ပြင်းထန်တဲ့တတိပေးချက်တစ်ခုနဲ့ပေါ့သူတကယ်ပဲဒီတောင်ပေါ်မှာအသက်ရှင်ကျန်ရစ်နိုင်ပါမလားတောင်တက်သမားတယောက်အတွက်အမြန်နှုံးထက်အသက်ရှင်ခြင်းကပိုအရေးကြီးပါတယ်အတွေ့အကြုံရင်ဦးလေးတူရဲ့လမ်းညွှန်ချက်အောက်မှာဇက်လိုက်ဟာအနေရများတဲ့တောင်ဆောင်လမ်းကြောင်းတွေကိုဘေးကင်းအောင်ပြန်လည်စစ်ဆေးနေပါပြီဖုံးပိုင်ရှု Feng Beishun စီကနေလုတ်ပိုင်ခွင့်စာချုပ်ရဖို့အတွက်သူဟာစီကန်းတွေကိုတိကျစွာချမှတ်နေပါတယ်ဦးလေးတူကလည်းသူ့ကိုယုံကြည်စွာနဲ့ပဲဒီတောင်ကျောတစ်ခုလုံးကိုကျွမ်းကျင်နားလည်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါပြီဒါပေမဲ့နောက်ွယ်မှာတော့ဝူမီသားစုရဲ့ရန်ညိုးကကြီးထွားလို့နေပါတယ်သူမှတ်သားထားတဲ့လမ်းကြောင်းတွေကိုငါအကုန်မှတ်ထားတယ်ဆိုတဲ့စကားတန်ကတော့လာမယ့်ပြိုင်ဆိုင်မှုအတွက်ကြိုတင်တတိပေးချက်တစ်ခုဖြစ်နေပါတော့တယ်